ဒီမျိုးသားဟာအနှစ်20လုံးကန်ဆုံမှုမောင်ကြလာခဲ့သူပါတနေ့မှာတော့သူဟာအရန်ဒေါသထွက်ပြီးအဆောက်အုံပေါ်ကနေခုံချဖို့ဆုံးဖြတ်လိုက်ပေမဲ့မတည်ခဲ့ပါဘူးသူဟာလေထိုးတကားပေါ်ကိုကျသွားပြီးလေထဲကိုပြန်ကန်တက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လမ်းသွားလမ်းလာတယောက်ပေါ်ကိုထပ်ဆင့်ပြုတ်ကျသွားပါတယ်ရဲတွေရောက်လာပြီးစစ်ဆေးတဲ့အခါမှာတော့တုံးလုံးစရာကောင်းတဲ့အချက်တစ်ခုကိုတွေ့လိုက်ရတယ်သူပြုတ်ကျပြီးတိုက်မိလိုက်တဲ့လူဟာစုချင်းငွေဒေါ်လာ2000ထုတ်ခံထားရတဲ့အလို့ရှိရာဇဝတ်သားဖြစ်နေတာပါအဲ့ဒီလိုနဲ့ပဲသူဟာရာဇဝတ်သားကိုဖမ်းပေးလိုက်တယ်လို့ဖြစ်သွားပြီးစုချင်းငွေ2000ရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာသူဟာအရင်ကဆုံးခဲ့ဘူးတဲ့ထူးဆန်းတဲ့အဖိုးအိုတယောက်ကိုတတိယသွားပါတယ်အဲ့ဒီအဖိုးအိုကဒေါ်လာ90သူညပေးရင်သူ့ရဲ့အနှစ်20အစာကန်ဆုံးမှုတွေကိုဖယ်ရှားပေးနိုင်တယ်လို့ပြောခဲ့တာပါအဲ့ဒီတုန်းကသူလုံးဝမယုံခဲ့ပေမဲ့အဖိုးအိုကအရန်ဆင်းရဲပြီးတနာစရာကောင်းနေတာကြောင့်သူ့မှာရှိတဲ့နောက်ဆုံးပတ်စံဒေါ်လာ100ကိုပေးခဲ့ပါတယ်မထင်မှတ်ပဲအဖိုးအိုကပတ်စံယူပြီးလက်ကိုဝေရမ်းလိုက်တဲ့အခါရွှေရောင်လင်းတဲ့တစ်ခုဟာအမျိုးသားရဲ့ခန္ဓာကိုယ်ထဲစိတ်ဝင်သွားပါတယ်အစကတော့သူကယူမဆိုင်မိပေမဲ့ရဲစခန်းကထွက်ပြီးလမ်းကူးတဲ့အခါခြေခောက်သွားပါတယ်သူလဲကြတော့မယ်လို့ထင်နေတော့မှပဲသူ့ခန္ဓာကိုယ်ကလေထဲမှာဝေဝဲသွားပြီးအကြအနာပြန်လဲရက်တက်နိုင်ခဲ့ပါတယ်သူ့ရဲ့ကံတွေပြောင်းလဲသွားပြီးဆိုပြီးပြောနေတော့မှပဲတမိုးကြီးကတစီကသူ့ကိုအရှိန်နဲ့ဝင်တိုက်ပြီးလေထဲကိုလွင့်စင်သွားစေပါတယ်မြေပြင်ပေါ်ကျသွားပြီးသူ့ကိုသူစစ်ဆေးကြည့်တဲ့အခါမျက်နှာမှာဒဏ်ရာနှင်းငယ်ကလွဲလို့ဘာမှမဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့သူ့ကိုတိုက်တဲ့အမျိုးသမီးကအချို့မပြေပါဘူးသူမကပတ်စံပဲပေးချင်ပြီးတောင်းပန်ဖို့ညှင်းဆိုပါတယ်အမျိုးသားကပတ်စံဟာအရာအလုံးမဟုတ်ဘူးလို့ပြောပြီးတောင်းပန်ဖို့ဆွတောင်းဆိုပါတယ်အဲ့ဒီအမျိုးသမီးကရော်ချင်းငွေကိုဒေါ်လာ4000အထိတိုးပေးလိုက်တဲ့အခါမှာတော့အမျိုးသားကသူ့သဘောထားကိုချက်ချင်းပြောင်းလိုက်ပါတယ်ခုနကသူ့မူအရာဟာမရင်ကြီးတယ်လို့ဖြစ်သွားတယ်လို့တောင်ပြန်ပြောလိုက်ပါသေးတယ်အဲ့ဒီလိုနဲ့ပဲသူဟာဒေါ်လာ4000ကိုအလွယ်တကူရရှိခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့နှမသူမရဲ့ခင်ပွန်းနဲ့ကလေးတို့ရောက်နေကြပါတယ်သူ့နှမကသူ့ရဲ့ကန်ဆိုးမှုတွေသူတို့စီကူးဆက်မှာဆိုတာကြောင့်သူ့ကိုထမင်းတီးတန့်ပြင်ပေးထားပါတယ်ဒါပေမဲ့အမျိုးသားကသူ့ကန်တွေပြောင်းသွားပြီဖြစ်ကြောင်းနဲ့ဒေါ်လာ4000တောင်ရထားပြီဖြစ်ကြောင်းပြောပြပါတယ်မိခင်ဖြစ်သူကအနှဲငယ်တန်တရားရှိနေပေမဲ့သူတို့နဲ့အတူထမင်းလက်ဆောင်စားဖို့ခွင့်ပြုလိုက်ပါတယ်။သူထိုင်လိုက်တာနဲ့တတိုင်းနဲ့ထိုင်ကုန်ကနှစ်ပိုင်းကျိုးသွားပါတယ်။အဟုန်နဲ့သူကစပွဲခင်းကိုလှမ်းဆွဲလိုက်တာကြောင့်ဟင်းတွေအားလုံးကျန်းပြင်းပေါ်ပြုတ်ကျကုန်ပါတော့တယ်မိခင်ဖြစ်သူကအရန်ဒေါသထွက်ပြီးသူ့ကိုနိမိတ်မရှိတဲ့သူလို့ဆဲဆိုပါတော့တယ်နောက်ဆုံးတော့တမိသားစုလုံးခောက်ဆွဲပြုတ်ပဲစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကျန်းတန်းနဲ့အတိုးကြီးပေးငွေချေးသူတစုအိမ်ထဲကိုစိုးဝင်လာပါတယ်။အမှန်တော့သူ့နှမဖြစ်သူကကလေးစေးကူဖို့အတွက်အတိုးကြီးပေးငွေချေးထားတာပါတလားပဲရှိသေးပေမဲ့အကျွေးကအစ100တောင်တက်သွားပါတယ်။အကျွေးတောင်းသူတွေကသူတို့ကိုချင်းချောက်တာကြောင့်တမိသားစုလုံးကြောက်လန့်ပြီးဘာလို့ရမှန်းမသိဖြစ်နေကြပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကရှေ့ထွက်လာပြီးသူအကျွေးဆက်နိုင်တယ်လို့ပြောလိုက်ပါတယ်မိသားစုကတော့သူယူသွားပြီလို့ထင်နေကြတယ်လို့အကျွေးတောင်းသူတွေကလည်းသူဒီလောက်အများကြီးမပေးနိုင်ဘူးလို့ယုံကြည်နေကြပါတယ်အမျိုးသားဟာတောင်းရမ်းစားတောက်တဲ့အဖိုးကိုပေးခဲ့တဲ့ကံကောင်းခြင်းကိုပဲနောက်ဆုံးမျှော်လင့်ချက်အဖြစ်ထားလိုက်ပါတယ်သူကကံကောင်းခြင်းတွေထွက်လာအောင်စပွဲကိုတမင်တိုက်ကြည့်ပေမဲ့ဘာမှဖြစ်မလာပါဘူးနေရန်ကိုထပ်တိုက်ကြည့်ပေမဲ့လည်းဘာထူးခြားမှုမှမရှိပါဘူးသူ့မိသားစုကသူတန်ရာရမှာစိုးလို့အတင်းစွလက်ထားကြပါတယ်အကျွေးတောင်းသူတွေကတော့သူယူလုပ်နေတယ်လို့ထင်ပြီးပညာပေးဖို့ပြင်ပါတယ်အမျိုးသားကကြောက်လန့်တကြားနဲ့နောက်ဆုတ်လိုက်ရကနေဟန်ချက်ပြက်ပြီးစပွဲပေါ်ကိုလဲကျသွားပါတယ်အရှိန်ကအရန်ပြင်းတာကြောင့်အပေါ်ကမျက်နှာကျက်အကွဲသွားပါတယ်အဲ့ဒီနောက်မျက်နှာကျက်ထဲကဝတ်ထားတဲ့ရန်ရပွတ်ထွက်သွားပြီးရွှေတုံးရပေါင်းများစွာဟာမျက်နှာကျက်ပေါ်ကနေပြုတ်ကျလာပါတော့တယ်